အားလုံးပဲမင်္ဂလာပါရှင် Brain Food MM Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့တကြံပြီးရဲ့နောက်လေလောင်ထားတဲ့အသားရည်ကိုတစ်ပတ်အတွင်းပြန်ကောင်းအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့ tips လေးတွေကိုဝေမျှပေးသွားမှာပဲဖြစ်ပါတယ်ရှင်တကြံမှာအားရပါရပျော်ခဲ့ကြပြီဆိုတော့အခုဆိုရင်အသားတွေလောင်ပြီးညိုသွားတာအသားရည်ထောက်တွေ့တာတွေကိုစိတ်ညစ်နေကြပြီလားလေလောင်ထားတဲ့ skin ကိုပုံမှန်အတိုင်းပြန်ဖြစ်ဖို့ဆိုတာအချိန်ပေးရမယ်မယ်မှန်ကန်တဲ့နည်းလမ်းတွေကိုသုံးရင်တော့တစ်ပတ်အတွင်းတိတိကျကျပြောင်းလဲလာမှာပါဘာတွေလုပ်ရမလဲဆိုတာကိုကြည့်လိုက်ကြရအောင်နံပါတ်1အချက်ကတော့အသားရည်ကိုအေးမြအောင်ထားတာပါလေလောင်ထားတဲ့အသားရည်ကိုအပူငြိမ်းအောင်အရင်လုပ်ရပါမယ်လေလောင်ပြီးစမှာအပူချိန်ရှိနေသေးလို့ရေအေးနဲ့ရေချိုးပေးပါပြီးရင်တော့ရှားဆောင်လက်ပတ်ကိုအသုံးပြုပြီးဒီကိုယ်လုံးကိုအေးမြတောင်အောင်လိမ့်ကြံပေးပါရှားဆောင်လက်ပတ်ကနေလာလောင်ကြောက်ဖြစ်တဲ့ညီမျက်နှာနဲ့နာကျင်တာကိုအမြန်ဆုံးသက်သာပြောက်ကင်းစေပါတယ်ရှောင်ကျဉ်ရမယ့်အချက်ကတော့အရင်အရေးကြီးပါတယ်စခရပ်တိုက်တာကိုလုံးဝမလုပ်ဖို့ပါပဲအသားရည်ကအားနဲ့နေတဲ့အချိန်မှာစခရပ်တိုက်လိုက်ရင်ပုံပဲ့ပျက်စီးသွားနိုင်ပါတယ်ရှင်နောက်ပြီးနေလောင်လို့ကွာကျလာတဲ့ရေပြားတွေကိုလည်းအတင်းဆွဲမခွာပါနဲ့သူ့အလိုလိုကွာကျပါစေရှင်အသားရည်ကိုအစာကျွေးပါအစာကျွေးပါဆိုလို့လက်မသွားပါနဲ့ရောရေများများတောက်ပြီး moisturizer လိမ့်ပေးရုံပါပဲအတွင်းပိုင်းရောအပြင်ပိုင်းရောရေဓာတ်ဖြည့်ပေးဖို့လိုလို့ပါဒီနေ့ကိုရေ3လီတာတောက်ပေးပါပြင်ပိုင်းအတွက်ကတော့ moisturizer ဆိုဓာတ်ထိန်းခရင်ကိုမနက်တစ်ချိန်ညတစ်ချိန်ပုံမှန်လေးပေးပါဒါအပြင်ဗီတာမင် C ပါတဲ့အစားအစာတွေဖြစ်တဲ့လိမ္မော်သီးရှောက်သီးတွေကိုစားပေးခြင်းကလည်းအသားရည်ကိုအမြန်ဆုံးဝင်ပတ်လာစေမှာပါရှင်အသားရည်ပြန်ကောင်းဖို့စူးစမ်းနေတဲ့အချိန်မှာအပြင်ထွက်ရင်လေကမျက်မှန်နဲ့ထိဆောင်ဖို့မမေ့ပါနဲ့ဦးနော်ခုပြောပြတဲ့နီလန်းလေးတွေနဲ့အသားရည်တွေအမြန်ဆုံးပြန်လဲလှပလာပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်ဒီဗီဒီယိုလေးကအသုံးဝင်နေဆိုရင်တကယ်ချင်းတွေစီကိုလည်း share ပေးလိုက်ပါအောင်နော်နောက်ထပ်ဘူးတုတတွေအတွက် Brain Food MM Channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်